လီလာဟဲ့ကောင်ကြီးပြုတ်မရိုင်းနဲ့နင်းပါတာရှုံးလာတာကိုဘာလို့ဆဲနေလဲမိုမိုတိတ်ခါကြတယ်ဟဲ့ဟုတ်ကဲ့ဒါကတော့ချစ်စရာအရွယ်ကစားကြမယ်အစီအစဉ်မှာရွှေစင်ညိုပါကိုလိုဝဲကစားနည်းကိုကစားပြနေတဲ့ကလေးတွေဖြစ်ပါတယ်ရှင့်။သိမိကြရမလားငငယ်တုန်းကကစားခဲ့တာလေးစုပြလိုက်မယ်။နောက်ထောင်ကြီးရွှေစင်ညိုပါကိုလိုဝဲပါတယ်။ လီမိုလိုဝဲပါတယ်လီမိုလိုဝဲပါတယ်ရိုင်းကျင်လို့မဟုတ်ဘူးမနိုင်စဘူးနိုင်ပြီးအာကျယ်နေတဲ့အသင်းကိုစောင့်မြင်ကတ်လို့ဂိုးသွင်းမှမျက်နှာအုပ်ခွင့်ရတဲ့ကောင်လေးကိုဂိုးပေးမသွင်းနိုင်တာအားနာလာလို့ကိုကပဲအုပ်ပေးလိုက်တယ်โอเคတယ်နော်ညီလေးရှင်တို့လူကောင်းတွေမဟုတ်တာတော့ကျမသိတယ်ဒါပေမဲ့ဒီကိုကြီးကိုတော့တတူးဆိုင်ကောင်းတာလေးညွှန်ပေးလိုက်ကြပါအောင်လို့